တစ်ချက်ကိုတေချာမသိတွေ့ရကတော့ဘလောက်ပဲဝက်ချက်ပြောင်းတဲ့မျက်နှာသိစစ်ပြသုံးနေပါစေဝက်ချက်တွေကထပ်ပြီးတော့ထွက်နေအောင်မှာတော်တော်များမေစင်းလုံး main ကလေးတွေဝက်ချက်တွေထွက်တော့ယုံကြည်မှုမရှိဘူးဝက်ချက်ပြောင်းချင်လို့ဝက်ချက်ပြောင်းတဲ့မျက်နှာသိစစ်ပြဝယ်သုံးကြည့်လိုက်တယ်ဒါပေမဲ့အချိန်ကြာလာတော့ဝက်ချက်တွေကပြန်ပြီးတော့ထွက်လာလို့ဆိုပြီးတော့တိုင်ပတ်နေကြတယ်ကိုအမတွေညီမလေးတွေလည်းရှိတယ်အဲ့တော့ညီမလေးတွေအမတွေကနော်မျက်နှာသိပြီးတိုင်းဘာလေးတွေသုံးပေးဖြစ်လဲဆိုတော့ဘာမှမသုံးဖြစ်ဘူးတဲ့ပိုဆိုးတဲ့အချက်ဆိုရင်တချို့ဆိုရင်တော့မျက်နှာသိပ်ပြီးတော့အပြင်အောင်ရှောက်သွားလိုက်သေးတယ်အဲ့ဒါကတော့အဓိကပြဿနာကြီးပါမျက်နှာသိပ်ပြီးတိုင်းဆိုရင်တော့အဆိုတက်ဖြစ်ပြီးတော့မော်ချွာလေးတွေဒီကဆန်းခလင်လေးတွေလူးသွားပြီးနေ့ခင်းပိုင်းဆိုရင်တော့ညပိုင်းဆိုရင်တော့မျက်နှာသိပ်ပြီးတိုင်းမော်ချွာလေးတွေမဖြစ်မနေလူးသွားပြီးကိုကဘာမှမလူးပဲနဲ့အပြင်သွားတော့မယ်ဆိုရင်တော့ဒီမျက်နှာအသားရည်ချွေးပေါက်ခဲမှာလေတူးကလာတဲ့ဖုံမှုန့်တွေကြီးတွေအညစ်ကြေးတွေကထပ်ပြီးတော့ကန့်ညိနေတော့ဝက်ချက်တွေအဖြစ်ပြန်ပြီးတော့ထွက်စေလို့ဝက်ချက်တွေကတောင်းမပြောက်ပဲဝက်ချက်တွေကတန်တရားလဲနေပါအဲ့တော့ကိုကဒီအချက်ထဲမှာပါနေလားကိုကိုပြန်ပြီးတော့ဆန်စစ်ကြည့်ပါအဲ့တော့ကိုကဝက်ချက်တွေလည်းထွက်တယ်ဘာပဲတုံးမသိတာဘူးဆိုရင်တော့မစ်စင်ကိုတိုင်းတုံးပြီးတော့တိတာပြောင်းလဲလာတဲ့ဒီမေပန်းဒီဇိုင်းမျက်နှာသိစစ်ပြအောင်ညှိုးပေးစေချင်ပါတယ်တုံးဆွဲသူ customer review တွေလည်းအများကြီးကိုမှရရှိထားလို့မစ်စင်ကိုတိုင်းရဲ့တကယ်ကိုမှတုံးကြည့်ပြီးတော့တိတာပြောင်းလဲခဲ့တာမို့လို့ကိုလိုကွာသူလေးတွေတကယ်ကိုမှတုံးကြည့်ပြီးတော့လှစေချင်တယ်မှာချင်တယ်ဆိုရင်တော့ချက်ပေါက်စီမှာအသေးစိတ်မေးမြန်းပြီးတော့လာရောက်မှာယူလို့ရပါတယ်ရှင်